Ok, alo ngày mình làm á, thì nó tí đi mèo biết chuyện đấy trong nhà gà đó, thì nó đâu, ốc xì lồng ăn rồi mà lũ âm mẹ, ốc gì từ cũ tôi chết đến đi làm mà nó chỉ phải mà nó animation video này thì nó tiền ra là chỉ để ấy bỏ mà nam mà lấy đủ để lấy xì để từ trong mà nó đào, thì nó tí dây bia đi xin bia mà xí để mà nó, nhưng mà ốc sâu này nè, thì nó tí đi, ốc gì từ cũ tôi chết bộ về thì chance you bỏ nó thì chance you mà nó sau sinh là bị xí để chance you cho nó cả mà xí để ai ao cho nó sau bị khan này bỏ nó sau bị khan này có mấy sau bị khan cho nó account đấy là một cái OUC này bỏ nó tại vì đó cho nó bị bắt lệ OUC mà xí để ai sau bị bắt lệ sau bị khan này cho nó account căn lại để khá trả đó cho nó đặc khan nạc khan đông khan lê khan ngã khan sau khan con nạc khan shit khan này account tíအခန်းទីနှစ်ခန်းပေါ့နော်ဒီမှာကြတော့ကျွန်တော်တို့ရှစ်ပေခန်းလောက်ဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်အခန်းကျဲတဲ့အတွက်ကြောင့်ကျွန်တော်ဒီတိုက်တိုင်းထပ်ထည့်လိုက်တာပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့ကအခန်းအားဖြင့်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်6ပေခန်း1 2 3 4 5 6 9 10ခန်းရှိမယ်အခန်းទីနှစ်ခုကအခန်းទីကနှစ်ခုရှိပါပေါ့နော်အဲ့မှာတိုက်အနေနဲ့ပြမယ်ဆိုလို့ရှိရင်1 2 3 4 5 6 9 10 9 10 11 10ခန်းရှိတဲ့အတွက်ကြောင့်ကျွန်တော်17တိုင်ပေါ့နော်ဒီဟာကိုကျွန်တော်တို့ဖြတ်ပိုင်းကြည့်မယ်ဆိုလို့ရှိရင်ဒီအုတ်တိုင်ကကျွန်တော်တို့တပေပတ်လဲအုတ်တိုင်က6ပေ3ကိုစီသွားမှာပေါ့နော်ပြီးလို့ရှိရင်ကြားထဲမှာကတ်မယ်အခန်း၄ခွဲအခန်းကတ်တာတော့ကျွန်တော်6ပေကတ်မှာဖြစ်တယ်ပေါ့နော်ဒီဟာတော့ကျွန်တော် estimate အုတ်ဘယ်လောက်ပုံမလဲပေါ့နော်ခန့်မှန်းအကြမ်းဖြင့်ကျွန်တော်တွက်ပြမှာဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် refer အခုပြတဲ့ပုံကတော့ကျွန်တော်တို့တကယ် on ground မှာတုံးထားတဲ့ပုံပေါ့နော်သူရဲ့ချမ်းမြေကတအားနေနေတဲ့အခါကျတော့ကျွန်တော်တို့ buffet အများကြီးလိုပါတယ်ပြီးလို့ရှိရင်ပို့ပြီး set ဖြစ်အောင်ပို့ပြီးခိုက်ခတ်မှုရှိအောင်ကျွန်တော်တို့ဒီအောက်ကခုံလို့ကျွန်တော် concrete လောင်းရတာပေါ့နော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ပုံမှန်မီရှေ့ပြီးသားမီကနေမကြဘူးစင်ပြီးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီခုံတော့ကျွန်တော်တပေခွဲ2ပေလောက်73ခွဲယူနေအုပ်စီပြီးတော့မှအပေါ်ကနေတိုက်တော့ပြီးခန်းကန်ကြတာပေါ့နော်ဒီညမှာတော့ကျွန်တော်အောက်ပိုင်းကိုမတွက်ပြီးတော့ကျွန်တော်အပေါ်ဒီအခန်းကန်နဲ့ချန်စီရအခန်းကန်နဲ့အပိုင်းကိုပဲကျွန်တော်တွက်ပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမအဦးဆုံးနဲ့ကျွန်တော်တို့တိုက်တွေရဲ့အရေးအတွက်တိုက်တွေရဲ့အရေးအတွက်ကနေပြီးတော့မှကျွန်တော်တို့သူ့ရဲ့ထူးတယ်နဲ့ညှောက်လိုက်မယ်သူ့ရဲ့